ရတယ်နော်အဲ့ဒါအကုန်ရအိုင်တင်ရတယ်ဆိုတော့မင်းဘယ်အိုင်တင်ရတော့ကြောင်ချာပါဗျာမျက်စိတွေနောက်နေတာပဲရာသာနေဝင်းအိုင်တင်ဟောရာသာနေဝင်းအိုင်တင်ရာသာနေဝင်းအိုင်တင်ဆိုနည်းနည်းလေးလုပ်ကြည့်လိုက်နည်းနည်းလေးရာသာရဲ့အိုင်တင်လေးဘယ်အဖုတ်တွေကိုဆွဲနေတာတော့လည်းရှိတယ်အမွေဆွဲရတာပေါ့ရာသာနေဝင်းအိုင်တင်ကနည်းနည်းလေးရိုးတယ်နော်နိုင်ငံကျော်ကျော်လူကြိုက်များခဲ့တယ်ဥကျော်ဟင်းအိုင်တင်လေးပါလိမ့်မရဘူးလားကိုကျော်ဟင်းရဲ့အိုင်တင်လေးအိုင်တင်မဟုတ်တချင်းတော်ရတချင်းတော်ရတယ်နည်းနည်းလေးလုပ်ကြည့်စမ်းကျွန်တော်ပိုင်ဆရာခန့်ပါလားတကယ်မင်းသားနေရာဒိုင်တာကြီးကမင်းသားနေရာနေတင်းရိုက်မှာတကယ်နော်တကယ်ပြောတာโอเคရပြီအကယ်ဒမီရမယ်ခိုင်းလေးတွေပါမြင်းနေမြလုံးများရှင်ရဲ့လို့မမြင်အောင်ဆိုမိတ်ထားလိုက်ဟာမြလုံးများငါတော်စီမီယာသွားတာတော့မဟုတ်ဘူးကျော်ဟင်းကတချင်းဆိုခိုင်းတာမဟုတ်ဘူးကျော်ဟင်းအိုင်နေမရောက်ဘူးကျော်ဟင်းဆိုတာငယ်စဉ်တောင်ကြီးကလေးဘွားတော့ကဘောလုံးကန်နေဘောလုံးကန်တော့လက်ကလေးနည်းနည်းကောက်သွားဘောလုံးကန်ကခြေထောက်ကျိုးပြီးတော့လက်ကလေးကကောက်သွားတယ်လက်ကလေးကောက်သွားလက်ကလေးကောက်သွားတော့ကျော်ဟင်းကလမ်းလျှောက်တဲ့နေရာမှာလက်ကလေးကနည်းနည်းကောက်တယ်လို့လေးကျော်ဟင်းအိုင်နေလေရတယ်နော်ရနန်းပြအားလုံးခွေးစားတယ်ဗျာဘယ်နန်းပြအားလုံးခွေးစားမှာလဲလူသားအားလုံးလေးသားတယ်လူသားအားလုံးလေးသားတယ်အော်လူသားအားလုံးလေးသားတခြားပြလို့လူသားအားလုံးလေးစားတယ်ဗျာကျွန်တော်အဖေကဥလူကျွန်တော်အမေကတော့ခွေးလူနဲ့ခွေးရနဲ့မွေးထားတယ်မင်းကတော့ကျွန်တော်လူခွေးမဟုတ်ပါဘူးဘာခွေးတော့ချီးစားတယ်ခွေးပါကျွန်တော်နာမည်လူခွေးကြိုက်သွားပြီမင်းသားအိုင်တင်ကြိုက်သွားပြီဆိုတော့မင်းသားရဲ့အိုင်တင်အပြည့်နဲ့မင်းသမီးရဲ့အိုင်တင်အပြည့်နဲ့နှစ်ခုပေါင်းပြီးတော့စောင့်ဝင်ခံလေးရိုက်မယ်စောင့်ဝင်ခံလေးအဲ့ဒီတော့မင်းသားနဲ့မင်းသမီးနဲ့တွေ့ကြည့်မယ်မင်းသားနဲ့မင်းသမီးနဲ့တွေ့ကြည့်မယ်ဟုတ်ကဲ့နော်ဒါပေမဲ့မင်းသားမင်းသမီးကနည်းနည်းရုပ်ဆိုးတယ်ရုပ်ဆိုးတော့နည်းနည်းသိခံပြီးတော့တွေ့ပြီကျွန်တော်သိခံတွေ့ရမှာသိခံတွေ့ပြီရတယ်အဆင်ပြေမလားဒီလိုပဲအောက်ပြသိခံမှာပေါ့โอเคဟုတ်ပြီအဲ့ဆိုရင်မင်းသားနဲ့မင်းသမီးနဲ့တွေ့ကြည့်မယ်โอเค1 2 3ဘာဖြစ်သွားတာတော့အမလေးရုပ်ဆိုးတာသူကပဲရုပ်ဆိုးတာတဲ့ဟဲ့ဘာလဲတဆေကိုဘလူးကကြောက်သွားတာတဆေဘလူးကကြောက်မင်းသားနဲ့မင်းသမီးနဲ့အဆင်ပြေမလားပြေတယ်နော်သမီးအဆင်ပြေမလားပြေပါလေဆိုတဲ့ရုပ်ကြီးရဘလို့ကြီးတော့ဒီမဲ့သမီးမင်းသားရုပ်ဆိုးပြီးမဲ့တီးခံတွဲပါအကယ်ဒမီရဖို့အထီကโอเคအဲ့ဒီတော့မင်းသားကပထမဆုံးအနေနဲ့တချင်းဆိုပြီးဝင်လာမယ်ဟုတ်ကဲ့တချင်းလေးဆိုပြီးဝင်လာမယ်တချင်းဆိုဝင်ရတချင်းဆိုပြီးဝင်လာမယ်တချင်းဆိုဝင်ရမှာဆိုမဲ့တချင်းကကျင်နာပါမိုးရေစနာပါမိုးရေတက်တာပါမိုးရေညတာပါမိုးရေအင်းလေးမှာဟောင်းနဲ့ခွေးရဲ့အင်းလေးမှာဟောင်းနဲ့ခွေးရဲ့မဟုတ်လေအင်းလေးမှာရွာတယ်မဟုတ်ဘူးလားဘလို့အင်းလေးမှာရွာတယ်မိုးပဲကြားဘူးပါတယ်ရှားမရှင်နဲ့ငါးတာရဲ့တောင်းနော်အင်းလေးမှာရွာတယ်မိုးကိုအကျဲလန်ပြီးအင်းလေးမှာဟောင်းနဲ့ခွေးလို့ပြန်ရိုက်မှာအကျဲလန်လိုက်တာအကျဲလန်လိုက်တာအကယ်ဒမီမရချင်ဘူးလားရချင်တယ်နော်ဟုတ်ကဲ့အဲ့ဒီမှာမင်းသားကတချင်းလဲဆိုလဲပြီးတော့သမီးရဝင်လာအော်အမောင်တယောက်ဘယ်များရောက်နေပါလိအမောင်ဘယ်မှမရောက်ပါဘူးမမမင်းသားမှတ်ထားပါတန်ရလို့ပြောနေတာနော်အမောင်တယောက်ဘယ်မှမရောက်ပါဘူးမမကမဟာရန်ကုန်မြို့ကြီးကိုပြန်တော့မယ်ဆိုတော့အမောင်တယောက်ရင်ထဲမှာမခံစားနိုင်လို့အေယာဝတီကန်းတပိမှာလွမ်းနေတာပါမမအမောင်တကယ်ပြောတာလားဒါဆိုရင်မဟာရန်ကုန်မြို့ကြီးကိုမပြန်တော့ဘူးတကယ်ပြောတာလားမမတကယ်ပြောတာပေါ့အမောင်ရေဝမ်းတာလိုက်တာမမရေစီဆရာဟမ်ကျွန်တော်ဇီးရစနင်းလေးဇီးရစမလားရှေ့ကဒိုင်ယာလို့တွေပြောမှာပေါ့တချင်းဆိုပြီးဝင်မှာတချင်းဆိုပြီးဝင်မှာတမီးဒိုင်ယာလို့တွေမှတ်မိတယ်နော်โอเคစမယ်1 2 3 4ကျင်နာပါမိုးရေစာနာပါမိုး
ကုန်လေးစီ ဘယ်တော့ကတော့ကောင်းမှာတော့ စမုံလက်ဗျာ ဟဲအမိုင်ကမ်းမှာဆိုမှဘာတွေပြောနေမှာမင်းသမီးငားပါတယ်ဆိုမှငါသိတဲ့လေးပြောက်တယ်လို့လေကျွန်တော်မလေးမဖြစ်ဟုတ်လေအော်အမောင်တယောက်ဘယ်များရောက်နေပါလိအမိုင်ကမ်းလေးလေ ဆရာသွေးတယ်ငိုတယ်လို့ပြောတာဆရာမနဲ့ငိုရမယ်လို့ပြောပါလား အဲ့လေအမိုင်ကမ်းလေးလို့ဆရာပြောထားတယ်လေတခြားပြန်လို့ပြန်ဆို Chinabamoye, sonabamoye, sonabamoye, chinabamoye. Ilima, how the queen, Ilima, how the queen. အစပါလိမ့်မလီ နင်းတလောက်တော့မမမေဘူးလား အဲ့ဒါလည်းမပြီးပြီတော့မလားဆရာရဲ့ ဆရာအစဉ်ပြေပါ့မ ည လား တော့လည်းရိတ်ခဲ့ ဘာဖြစ်လို့လဲအစင်ပြေတယ်တေချာတရုပ်စာ တမက်စား တန်ရလုံးကိုတေချာပြန်ပြောအော်အမောင်တယောက်ဘယ်များရောက်နေပါလိ ဆရာကျွန်တော်မင်းသမီးနဲ့မတွဲချင်တော့ ဘယ်သူနဲ့တက် မင်းကဘလူနဲ့တွဲကြလို့ ဆရာနဲ့ပဲတွဲတာကော ယောက်ျားချင်းအကျယ်ဆက်ကျင်းလာလားမသိဘူး ဆရာမမေမမေ မမေပြီ ညနေဘိုးဆက်လာအောင်အေးမလေးဘယ်လို Chinabamoye, sonabamoye, sonabamoye, chinabamoye. Ilima, how the queen, Ilima, how the queen. Yeah. စားမယ် အော်အမောင်တရားဖေးများရုံနေပါလေ အမောင်ဘဲမှာမကောင်းအမောင်ဒီမှာရှိပါလေ ကောင်းတယ် ဘယ်ဟိုဒီမှာရှိတာတော့မသားရဲ့ဟေးမသိချလို့အမောင်တယောက်ဘဲမှမရောက်ပါဘူးမမကမဟာရန်ကုန်မြို့ကြီးကိုပြန်တော့မယ်ဆိုတော့အမောင်ရင်ထဲမှာမခံစားနိုင်လို့အေယာဝတီကန်းနေပေးတာလွမ်းနေတာပါမမကြီးတေချာမန်အကယ်ဒမီမလို့ချင်ဘူးလားလိုချင်တယောက်ဆောင်တေချာပြန်စားမယ် အမောင်စား မောင်စားမယ် အော်အမောင်တရားဖေးများရုံနေပါလေငါမှတော့မျောလဲရတာအော်ဒါတွေမတွေးတာပါဘူး အမောင်တယောက်ဘဲမှာမကောင်းပါဘူးမမမျိုးကြီးကိုရန်ကုန်မျိုးကြီးကိုမမပြန်လို့မဆိုအမောင်တယောက်အေးရပြီမိကနေပဲမှာငါးတွေများပြီတော့ ဘယ်ဟိုငါးများပါလဲလောက်သားရဲ့ဘယ်ဟိုငါးများခြင်းနေတာတော့မင်းတော့တော့မမမိဘူးလားကွာ မေနေလို့မေဝါလို့ ပြေးသွားလို့တကယ်သေးချာမှတ်တာဆရာကိုယ်တိုင်တရုပ်ဆောင်ပြမယ်နော်နောက်ကသေချာမှတ်ပါနော်မင်းသမီးနဲ့မင်းသားနဲ့အခန်းလေးအကယ်ဒမီရမယ်အခန်းလေးကိုတရုပ်ဆောင်ပြမယ်ဒီတစ်ခါမှမရင်မင်းသားလုံးဝတင်မရိုက်တော့ဘူးသေချာလိုက်မှနော်သမီးသေချာတရုပ်ဆောင်မယ် ဆရာနဲ့တက်ဆောင်ပါ ဆရာနဲ့တရုပ်ဆောင်မယ် ကဲပါ ဆရာဆက်မယ်1 2 3 4ကျင်နာဘမိုးရဲ့စနာဘမိုးရဲ့တွတ်တာဘမိုးရဲ့ညတာဘမိုးရဲ့အေးလေးမဟောင်းနဲ့ခွေးရဲ့ပြင်းလေးမဟောင်းနဲ့ခွေးရဲ့ အော်အမောင်တရားဖေးများရုံနေပါလေငါမှညှို့လိုက်ရတာအော်ဒါတွေမတွေးတော့ပါဘူးလေ အမောင်တယောက်ဘယ်မှမရောက်ပါဘူးမမကမဟန်ရန်ကုန်မြို့ကြီးကိုပြန်တော့မယ်ဆိုတော့အမောင်ရင်ထဲမှာမခံစားနိုင်လို့အေယာဝတီကန်းနမိတ်မှာလွမ်းနေတာပါမမရဲ့ ဒါဆိုရင်မမောင်ကညိုကြီးကိုမပြန်တော့ဘူး တကယ်ပြောတာလားမမ လေတကယ်ပေါ့ ဝမ်းရလိုက်တာမမရဲ့ ဘာဖြစ်လဲဆရာ ရပြီဆရာ ဘာလောက်တာတော့ ရပြီ ဘာလောက်တာတော့ ပြီးတော့မဟုတ်ဘူး အရှင်းရမင်းသမီးနဲ့ပဲစကားပြောမယ်မင်းကငါအဲ့မခံနိုင်ဘူးမသားရဲ့ဘာလောက်တာလဲမမိလား ဆရာ တကယ်မမိလား အကဲမမိပြီဆရာ တေချာမမိ တဲ့ချာချာကိုမမိပြီ တေချာမမိနောက်ခန်းဆက်ရိုက်မယ် ပတိကြီးခန့်လေ ဒီခန်းတခဲသေးကြီးတယ်ဖလန်သေးကြီးတယ်နောက်ခန်းပုံမိုက်တယ် ခရခန့်ပုံမှန်တယ် နောက်ခန်းပုံမိုက်တယ်မင်းသားကိုယ်တိုင်တရုပ်ဆောင်ရမယ်အခန်းလေးသိရမယ်အခန်းလေးနော်တေချာပိုင်နိုင်နဲ့ဖက်ရမှာနော်မဖက်ချင်ဘူးလား ဖက်ချင်တယ် ဖက်ချင်တေချာတရုပ်ဆောင်ပါဒီခန်းလေးမှာမင်းသမီးကအဓိက အော်သမီးရင်စမယ် သမီးရအရင်စမယ်တချင်းလေးဆိုပြီးထွက်လာမယ် အော်တချင်းဆို
ကန်ဆာဒေဟကန်ဆာမင်းဘာရေလိုင်းလေးပေါ်ချီရေလိုင်းလေးပေါ်ချီဟုတ်ရဲ့လားဟုတ်ရဲ့လားအမစတိုးမိုးရှင်းနဲ့ဆရာကျွန်တော်နည်းနည်းလေးပို့ပေးပါပေါင်ပတ်ထင်းပေါင်ပေါင်ပတ်ထင်းပေါင်အဲ့ဒီမှာမင်းသားစတိုးမိုးရှင်းနဲ့ဝင်လာပြီးတော့မမီလားသေချာမက်အေးစတိုးမိုးရှင်းနဲ့ဝင်လာမယ် ဟုတ်ကဲ့ဆရာသိပါတော့ သမီးကမင်းသားစတိုးမိုးရှင်းဝင်လာတဲ့အချိန်မှာ ဟုတ်ကဲ့ ထပ်ပြီးတော့တခုံးနဲ့ခုံမေးအမောဟာဟောက်ခဲ့ရမယ် အေးအဲ့ဒီချိန်မှာမင်းသားပြန်ထုံးမယ်မမဟာမမိတယ်နော်အဲ့ဒီချိန်မှာဇီအပိုင်ဆရာစီးရစမယ် ဇီရမစနဲ့ဟုတ်ခမတချင်းစုံမှာတန်ရလို့ကမမိတယ်နော်မမိတယ်ဆရာမမိစမယ်ဟုတ်ကဲ့စံကဲတော့အစံဟုတ်လားစံကဲ နင်းလေကိုစမ်းကတ်ချင်းနေတာတော့ကန်းဆက် မမလို့ဆရာမေးတယ် ကန်းဆက်စမ်းကတ်မဟုတ်ဘူးကန်းဆက်တခြားလောက်ပါကန်စတော့ဟာကန်စမီအရေးလိုက်လေးဘချီရေးလိုက်လေးဘချီဟုတ်ရဲ့လားဟုတ်ရဲ့လား ပေါင်ပေါင်အေး ဘယ်ဟိုပေါင်ပေါင်တော့မသားရဲ့ကောင်းမလေးသွားပေါင်ပတ်ဟောပေါင်ပတ်ဆိုအဲ့ဒါနင်းလေရတီးမှာမသားရဲ့ သူကြည့်မလား နင်းလေရတီးမှာ ဘယ်မသိဘူးငါတီးရမယ် ဟိုကကောင်းမလေးကခေါ်မှာအမောင်ဟာမင်းပြန်ထူအောင်မှာမမဟာဒီရင်လား မှတ်မိတယ်ဆရာစီးကိုမှတ်မိတယ် မမေတယ်နော်မမေပြန်စားမယ် ဟုတ်ကဲ့ ကန်စတော့ကန်စမင်းအရေးလိုက်လေးဘချီရေးလိုက်လေးဘချီဟုတ်ရဲ့လားဟုတ်ရဲ့လားအဖေ အမလေးငါ့ကိုဖေးတယ်အမလေး ငါသက်လန်းကိုပြက်နေကြတာလားဘယ်အမောင်မတော်မပဲဘယ်အဖေတော့ ဖေတရိယာဝါတော့ အဖေကိုတတိမရနဲ့ဟုတ်တယ်အမဟာ ဆရာပြန်ခေါ်မယ် ပြန်ကောအမောင်ဟာ ဘယ်ဟုတ်တော့ကြိုက်တော့မယ်ဆရာ ဟာအမဟောင်းကိုမမဟာပြန်ထူပါမှာ အဲ့သူဟောင်းဆိုတော့ငါဟောင်းတာလေ အေး ပြန်ထူပါ ပြန်ခေါ်မယ် ပြန်ကော အမောင်ဟာ မမဟာစီ သူပါလေတွေးတာဆရာကြီး မင်းပါတယ်တွေ့ပြီဟာဒီဟာလေးလုံနေတာတော့တက်ချာလို့မင်းတရုတ်မဆောင်တတ်ဘူးလား မေးဝါပြီဆရာ မဲသွားလို့ဆရာကိုယ်တိုင်တရုတ်ဆောင်ပြမယ်သေချာလိုက်မှပါအကယ်ဒမီရမယ်အခန်းကိုသေချာပြောနေတာသေချာမှပါနော်သမီးပြန်စမယ်တချင်းရနေပြီ ကန်စ သေချာမှ တို့အကန်စမင်းအရေးလိုက်လေးဘချီရေးလိုက်လေးဘချီဟုတ်ရဲ့လားဟုတ်ရဲ့လားအမောင်ဟာ မမဟာကျိုးပြီဆရာ ဘာလောက်တာလဲ ရှယ်ပဲလို့ ဘာလောက်တာ ကောင်းလိုက်တာ တတောင်းတာကောက်ရိုးပုံစောင့်နေခွေးတမ ्या စားတာလည်းမနာလို့ဖြစ်တယ်သူကိုယ်တိုင်လည်းစားမတတ်ဘူးဟုတ်တယ်မမိလား မှတ်မိတယ်ဆရာ သေချာမမိလား သေချာမှတ်မိတယ် သေချာမမိရင်နောက်ထပ်ဆက်ရိုက်မယ် ဟင် မဟုတ်လေအဲ့ခါလေးဇွတ်မယ် ဒီခန်းတဲ့ပို့ပြီးတော့နောက်ခန်းမိုက်တယ်မင်းသားကပိုင်နိုင်အခန်းထဲမှာဖက်ရမယ်အခန်းအကယ်ဒမီကိုယ်တိုင်ရမှာနော်
တေချာပိုင်နိုင်လှုပ်ချင်းအကယ်ဒမီရမှာမင်းသားပြုတ်ဆောင်မှာအားဆောင်မေး မင်းသားအဲ့ချိန်မှာဘာလုပ်မလဲဆိုတော့အရက်မိုးပြီးဝင်လာမယ်တချင်းလေးဆိုပြီးဝင်လာမယ်အရက်ကိုကြိုက်လို့တောက်တဲ့သူစိတ်ပြောရဲလို့တောက်တဲ့သူတောက်ပလိုက်မယ်ရများဟာတေချာမပါတခေါနဲ့ခေါ်မှာဟေးမိမမပိုင်ဘူးလားပိုင်နေနော်ဟေးမိမတမီးဘာလဲ ဘဲလား ဘာလဲ ဘဲတွေပဲတတိယဘာလဲ ဘာလဲ ရှင်အရက်တွေတောက်လာလား ဟောရှင်ရိုက်တော့လားတောက်တယ်တောက်တော့ဘာဖြစ်လဲတောက်ချင်ကျမအိမ်နဲ့မဝင်နဲ့ ဝင်နဲ့ဝင်တယ်ဝင်အောင်ဟာဆိုပါချာ ဟေးပြပေါက်လူချ ပေါအတကုံလွှဲချမယ်ဘယ်ဟိုလေတကယ်လို့မြင်ပါချတာပိုင်နိုင်ချနိုင်လို့သွားတစ်ချောင်းကျိုးသွားရင်အကယ်ဒမီတစုသွားနှစ်ချောင်းကျိုးရင်အကယ်ဒမီနှစ်စုတကယ်လို့မြင်သုံးနှစ်ကွတာကျွတ်သွားရင်သုံးနှစ်စုရမယ်အပိုင်တော့ဘာလုပ်နေတာလဲခလေးနဲ့ဘာသွားလုပ်နေတာလဲလာခဲ့မင်းသားအကယ်ဒမီရမယ်အခန်းပိုင်နိုင်လို့ရမှာနော် ဆန်နမူနာလေးပြအောင်လေ แต่ဘာဒီခန်းမင်းသားကိုယ်တိုင်တရုပ်ဆောင်မှာပို့ပြီးမိုက်တာအကယ်ဒမီကိုယ်တိုင်ရအောင်လို့ဆရာကိုယ်တိုင်တရုပ်မဆောင်တော့ဘူးမင်းသားကိုယ်တိုင်တရုပ်ဆောင်မှာအကယ်ဒမီရမှာ စာသားတွေများနေလားလို့ မများဘူးမင်းသားအားလုံးမှတ်မိတယ်ဆရာသိတယ်မင်းသားမှတ်မိတယ်တေချာတရုပ်ဆောင်မှာအရက်တောက်ပြီးတော့တချင်းစုံဝင်မယ်အဲ့ဒါကြောင့်ခုနေမိုးတွေရွာတာဒီနေ့တက်တာဖြစ်ရမယ်အကယ်ဒမီရမှာရတယ်အရက်ကိုမကြိုက်လို့မတောက်တော့ဘူးဘယ်ဟိုရက်မကြရမှာအရက်ကိုကြက်ရမှာမပါရဲ့အရက်ကိုကြက်ရမှာဘယ်ဟိုမကြက်ရမှာအဲ့ဒီအရက်ငါကြက်ရင်ရိုက်မှာတေချာလောက်ပါအကယ်ဒမီမလို့ချင်ဘူးလားမင်းသားနောက်တရားပြောင်းလိုက်ရမလားပိုင်နိုင်အခန်းထဲမှာသတိရမှာအရက်ကိုကြိုက်လို့တောက်ဟုတ်တယ်အရက်ကိုကြိုက်လို့တောက်တယ်စိတ်ပြောရလို့တောက်တယ်တောက်ပြလိုက်မယ်ရများညာတခုနဲ့ကိုလိုက်တန်းအမေဘယ်တော့မလာဘယ်အမေကိုတတိယနေတာတော့ကဲသူမြင်မှာအမေတတိယတော့လားဒီချိန်မှာအမေကိုနည်းနည်းပြစ်ထားလိုက်အခန်းထဲမှာဇိမယ်လို့ပိုင်နိုင်ဖဲရမှာဇိမှာအရက်တေချာလောက်အရက်ကိုကြိုက်လို့တောက်တယ်သူစိတ်ပြောရလို့တောက်တယ်သူတောက်ပြလိုက်မယ်ရများဘုံငန်းအခုနဲ့ကိုလိုက်တာဟေးမိမဘာတော့ရှင်ရက်တော့လားမတောက်လားနင်းနှမ်းကြည့်နန်းလားမနိုင်မတော့ဘူးပေါ့ငါဇလန်းကိုပြက်နေကြတာဘာဟာတော့ရှင်ရက်တွေတောက်လာတာတောက်တယ်တောက်ချင်ကျမချမ်းနဲ့ဝင်နေဝင်အောင်ဟာဆိုပါချမှာတေချာပိုင်နေလို့ပါတောက်တယ်တေချာလောက်ပါဘေးဆန်ဟေးမိမဘာတော့ရှင်ရက်တော့လားဆက်ပါပြောတောက်တယ်တောက်ချင်ကျမချန်နယ်မွေးနေမဝင်ဘူးဟုတ်တယ်ဝင်တယ်ဘယ်ဟိုဝင်ဘူးတော့ဝင်နေငါရိုက်မှာပေါ့အကယ်ဒမီရမှာဆန်းလေဝင်နေဝင်လိုက်ဆန်းအကယ်ဒမီကကြားထဲမှာစီမာလေးအခန်းထဲမှာသမီးကောက်ဟုတ်ကဲ့ကြီးဟောလိုက်ပြမိမဘာတော့ရှင်းရက်တော့လာလားရှင်းဘာလဲဘာပြောတောက်တယ်တောက်ချင်ကျမချန်နယ်ဝင်နေဆက်ပါပြောဝင်နေ
ဝင်လေ ဆရာတင်းဆောင်ပြတာ ဘယ်လိုတောက်ဆောင်ကောင်းမယ်ဝင်နေ သူကြောင့်ကျွန်တော်သိတယ်ကိုယ်နဲ့မနှမောင်းနေအဲ့နော် ဝင်နေအခန်းထဲမှာပိုက်မိုင်းနဲ့ဇီးအောင် စီရမ ဝင်နေဟာ မလီကိုပါဘူးအမေတို့တော့ဘယ်နဲ့အန်ကန်စမ်းမလို့ရမိဘတော်မပေါင်းမရရဘူးအမေလေးကိုမရခါတာအမေလေးရစလိုက်ကြတာ ဒီမှာနေပထိုးရဲ့ရိုက်ခံရတာမသားရဲ့ငါရိုက်သွားတာ မရိုက်သွားတာ ငါရိုက်သွားတာဟုတ်တယ် အဲ့တော့ဒီလေကိုမမရဘူး ရောင်းစားသူ့မအရိုက်မခံရတာများ तू ကပြောနေသေးတယ်အေးကိုမဲလေး အဲ့ကိုကြီး